Zarura by. Next comes the school as an institution to impart good manners. နောက်ထပ်ကျောင်းဖြစ်လာတယ်ပေါ့နော် as an institution ဆိုတာအတိုက်အဝန်တစ်ခု to impart ပေးစွမ်းသော good manners ဆိုတာဒီကောင်းတဲ့အကျင့်စရိုက်လေးတွေကိုပေးစွမ်းနိုင်တဲ့နောက်ထပ်အတိုက်အဝန်တစ်ခုအနေနဲ့ကျောင်းဖြစ်လာပါတယ်ပေါ့နော်ပထမနေရာကတော့အိမ်ပေါ့နော်ကလေးတွေကိုgood manners တွေပေးတာအိမ်ပထမဆုံးနေရာမှာအိမ်ရှိတယ်ဒုတိယနေရာတော့ကျောင်းပေါ့ almost all children ကလေးအလုံးနီးပါးဟာ not only learn သင်ယူယုံနာမှာက the school subjects their teachers teach သူတို့ဆရာမတွေသင်ပေးသောကျောင်းဘာသာရပ်တွေကိုသူတို့သင်ယူယုံနာမှာက but also imitate အတူခိုးပါသေးတယ် the teachers manners and behavior ဆရာမတွေရဲ့အကျင့်စရိုက်တွေအပြုအမူတွေကိုလည်းသူတို့ကအတူခိုးပါသေးတယ် in a school ကျောင်းတစ်ကျောင်းမှာဘယ်လိုကျောင်းလဲဆိုတော့ဝဲနဲ့ထပ်ဆက်ထားပါတယ်တော့ပေါ့နော် teachers are good role models ဆရာမတွေကစံနမူနာကောင်းပုံကိုယ်တွေအဖြစ်ရှိနေပေးနိုင်တဲ့ကျောင်းတစ်ကျောင်းမှာပြောချင်တာကတော့စံနမူနာပြပေးနိုင်တဲ့စံပြပုံကိုယ်တွေအဖြစ်နဲ့ဆရာမတွေနေထိုင်နေတဲ့သင်ကြားနေတဲ့ကျောင်းတစ်ကျောင်းမှာဆိုရင်တော့ students ကျောင်းသားတွေဟာ learn သင်ယူနိုင်ကြတယ်လေ့လာနိုင်ကြတယ်ပေါ့နော် to be polite and respectful ဘလို့ယဉ်ကြီးပြောဆိုဆက်ဆံရမယ်ဘလို့လေးလေးစားစားရှိရမယ်ဆိုတာကိုသူတို့ကသင်ယူနိုင်ကြမှာဖြစ်ပါတယ် in addition ဒါပြင် they are quite likely သူတို့တော်တော်လေးကိုဖြစ်နိုင်ခြင်းများပါတယ် to take their classmates and senior students သူတို့ရဲ့အတန်းသူအတန်းသားတွေနဲ့အတန်းကြီးကျောင်းသူကျောင်းသားတွေကိုလည်း to be role models စံပြပုဂ္ဂိုလ်များအဖြစ် take ဆိုတာနမူနာယူတယ်ပေါ့နော် quite likely ဆိုတာတော်တော်လေးဖြစ်နိုင်ခြင်းများတယ်ပေါ့နော်သူတို့ရဲ့အတန်းသူအတန်းသားတွေရဲ့သူတို့ရဲ့အတန်းကြီးကျောင်းသူကျောင်းသားတွေကိုလည်းစံပြပုဂ္ဂိုလ်များသူတို့အတူယူရမယ့်ပုဂ္ဂိုလ်များအဖြစ်နမူနာယူနိုင်ခြင်းများပါတယ် and here ဒီအချက်ဟာဖြင့် the danger of acquiring ill manners ill manners ဆိုတာမကောင်းတဲ့အကျင့်စရိုက်တွေရရှိလာနိုင်တဲ့အန္တရာယ်ဟာဒီအချက်ပဲဖြစ်ပါတယ်